ရခိုင်ကျန်းပလက်နက်ကိုင် AA အဖွဲ့နဲ့ဆက်နွယ်နေပြီးမွေးရဆဲဝါလောင်းငယ်တွင်ပါဝင်သူတအုပ်ဖြစ်ကြောင်း AA မှဖေးအေးသောလက်နက်များကိုအသုံးပြုတတ်သည်ဟုဒေသခံများကပြောကြားခဲ့ပါတယ်မင်္ဂလာပါအာကန်ဒေလီနျူးစ်မြန်မာပိုင်းမှာကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ ARS ကိုတာဝန်ပေးသည့်မမှန်ကန်သောသတင်းများပေါ်မိသားစုနဲ့ဒေသခံများကရှင်းလင်းဖော်ပြခဲ့တဲ့သတင်းကိုတင်ဆက်တော့ပါမယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံဟက်နပ်ဒုက္ခသည်စခန်းအမှတ်25တွင်နေထိုင်သူအရှရတ်ပါတီမှာအသက်30သည်တနက်ဖြန်ဖိကက်ခံရမှုနဲ့ပတ်သက်၍အာကန်ဘေနျူးစ် ABN နဲ့ Global Arkan Network GAN တို့က ARS အဖွဲ့ကိုတာဝန်ပေးသည့်သတင်းများကိုထောက်ပေါ်ပေါ်ပြခဲ့ပါတယ်သို့သောဖြစ်ရဖြစ်ပွားသည့်နေရာမှာတက်တဲ့ရှိသူများနဲ့မိသားစုဝင်များ၏ပြောကြားချက်အရသူတည်င်းများသည့်အမှန်မဟုတ်ပဲ ARS ကိုဓာတ်ရိုက်ဖြစ်မဲ့တတ်သည့်တည်င်းများဖြစ်ကြောင်းသိရှိရပါတယ်။အစ္စရတ်ပါတီမာ၏မိသားစုကပြောကြားသည်မှာသူမကိုဖမ်းဆီးသည့်သူသည် ARS အဖွဲ့ဝင်မဟုတ်ပဲဒုက္ခသည်စခန်းအနီးကဘင်္ဂလားဒေ့ရှ်နိုင်ငံသားဒေသခံလက်နက်ကိုင်တအုပ်ဖြစ်ပါတယ်။သူသည်ရိုဟင်ဂျာလူမျိုးမဟုတ်ပဲရခိုင်ကျန်းပလက်နက်ကိုင် AA အဖွဲ့နဲ့ဆက်နွယ်နေပြီးမွေးရဆဲဝါလောင်းငယ်တွင်ပါဝင်သူတအုပ်ဖြစ်ကြောင်း AA မှဖေးအေးသောလက်နက်များကိုအသုံးပြုတတ်သည်ဟုဒေသခံများကပြောကြားခဲ့ပါတယ်။နိုဝင်ဘာ26ရက်နေ့ည7:00 နာရီခန့်တွင်အရှရတ်ပါတီမာကိုမရင်းချင်းရန်ကြိုးစားရာမှာသူမကငင်းဆူခဲ့ပြီးထိုရှင်တွင်တနက်ဖြန်ဖြစ်တက်ခဲ့ရပါတယ်။တက်ပြက်သူအဖြစ်ပေါ်ပြတတ်သောမိုဟာမက်ရှရီဖ်ဒီအရှရတ်ပါတီမာ၏ခင်မုန်ဖြစ်သူအဗ်ဒူလ်ဟာဘက်စီရင်ဖြစ်ပြီးမလေးရှားတွင်အလောလုံးနေသောအဗ်ဒူလ်ဟာဘက်စ်နဲ့မိသားစုကလည်းသူတည်င်းများကိုအတေပြု၍ငင်းဆူထားပါတယ်။ Arkan Bay News ABN နဲ့ Global Arkan Network GAN တို့သည်ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA နဲ့ဆက်နွယ်နေသောမီဒီယာအဖွဲ့ဖြစ်ကြောင်းတို့တည်င်းဌာနများကထောက်ပေါ်သည့်တည်င်းများသည်တရားမျှတမှုမရှိဘဲ ARS ကိုဓာတ်ရိုက်ဖြစ်မဲ့တိုက်ချင်းဖြစ်ကြောင်းရိုဟင်ဂျာမိသားစုများကရှင်းလင်းဖော်ပြထားပါတယ်။တို့တည်င်းများသည့်မီဒီယာအဖြစ်လိုအပ်သောတာဝန်ယူမှုနဲ့စီမင်းစေခဲများကိုချိုးဖောက်နေကြောင်းလေတတိဖြစ်ထားပါတယ်။ ARS အဖွဲ့ကလည်းသူတည်င်းများကိုတရားဝင်ငင်းဆိုထားပြီး၎င်းအဖွဲ့သည်မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်အယက်သားများကိုတိုက်ခိုက်ခြင်းဖမ်းဆီးခြင်းမပြုလုပ်ခဲ့ကြောင်းထောက်ပြန်ပေါ်ပြထားပါတယ်။ ARS သည်အာရကန်ပြည်နယ်တွင်ရိုဟင်ဂျာအပါအဝင်လူမျိုးပေါင်းစုံကိုအကြမ်းဖက်စစ်ကောင်စီနဲ့ရခိုင်အကြမ်းဖက်အဖွဲ့ AA ၏နှိပ်စက်မှုမှကာကွယ်ရန်ရည်ရွယ်၍ထေထောင်ထားသောကာကွယ်ရေးတစ်ပွင့်ဖြစ်ကြောင်းရှင်းလင်းဖော်ပြထားပါတယ်။ ARS အဖွဲ့များကထမ်းမှန်ပြောကြသည်မှာရခိုင်အကြမ်းဖက်လက်နက်ကိုင် AA နဲ့၎င်း၏ဆက်နွယ်နေသည့်ပြည်တွင်းပြည်ပမီဒီယာအချို့က ARS ၏ဂုဏ်သိက္ခာကိုကျဆင်းစေရန်ရည်ရွယ်၍မမှန်ကန်သောတည်င်းများကိုသမင်တကဖန်တီးထောက်ပေါ်နေကြသည်ဟုဆိုပါတယ်။ရိုဟင်ဂျာလူမျိုး၏ဂုဏ်သိက္ခာနဲ့လုံခြုံရေးကိုတိခိုက်စေနိုင်သည့်မမှန်ကန်သောတည်င်းများကိုခြုံကျင်ရန်အမှန်တကယ်ဖြစ်ရအပေါ်အခြေခံ၍တည်င်းများဖော်ပြခြင်းသည်မီဒီယာ၏တာဝန်ဖြစ်ကြောင်းတတိဖြစ်ထားပါတယ်။အာကန်ဒေလီနျူးစ်ကိုချစ်ချူအားပေးတဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။